ဒေသရိခိကအာရှတောင်ပိုင်းမှာဖုံတကိုးအဆောင်အယောင်နဲ့တကိုးကြီးထွားခဲ့ကြတဲ့စင်ဖြူတော်တွေဟာကိုလိုနီခေတ်ကနေစတင်ပြီးတော့တလိษံယုံမှာပဲပြเสียငွေရှာစရာအဖြစ်အသုံးတော်ခံခဲ့ကြပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်လက်ဝဲဝါဒထွန်းကားလာတဲ့မြန်မာပြည်မှာခန္ဓာပြီးအသုံးမဝင်တဲ့အရာတွေကိုစင်ဖြူတော်နဲ့ရည်ညွှန်းပြောခဲ့ကြပါတယ်နဝတခေတ်မှာတော့ဘယင်ခေတ်ပုံစံစင်ဖြူတော်ကိုကိုးကွယ်မှုပြန်လည်ပေါ်ပေါက်လာပြီးတော့နောက်ဆုံးအာဏာသိမ်းပြီးတဲ့နောက်မှာလဲစင်ဖြူတော်တစ်စီးပေါ်လာပြီးစင်ဖြူတော်တစ်ခေတ်ဆန်းတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဟိန္ဒူဝါဒအရာကတော့အဖြူရောင်တလိษံတွေကိုဘုံရှိတယ်ဆိုပြီးယုံကြည်မှုကြောင့်စင်ဖြူမြင်းဖြူနွားဖြူတောင်းဖြူတွေကိုအမျက်တနိုးမွေးကြတယ်လို့လဲမြန်မာမှုအစဉ်လာနဲ့စင်ဖြူယတနာဆောင်းပါးမှာမောင်တန်းဆွေထဝယ်ကရေးသားထားပါတယ်ဝေတန္တရာဇက်စရံစင်မင်းဇက်စတဲ့ဇာတကကျမ်းလာစင်ဖြူတော်တွေအကြောင်းကလည်းဗုဒ္ဓစာပေတွေနဲ့ပြုတ်ကဗျာတွေကနေဒေတာအတွင်းပြည်သူတွေကြားမှာစိတ်ဝင်လွှမ်းမိုးထားခဲ့ပါတယ်ဒါကြောင့်ပဲစင်ဖြူရဖို့စစ်ခင်းရတဲ့အထိဖြစ်တတ်တဲ့အင်ဒိုချိုင်းနာကျွန်းဆွယ်ကနိုင်ငံတွေမှာစင်ဖြူရှင်ဘွဲ့ခံတဲ့ဘုရင်တွေရှိခဲ့တယ်လို့စင်တက်ကိုလည်းမြင်းတက်လှေတက်ခြေလျင်တက်တွေလိုပဲဖွဲ့စည်းခဲ့တာကိုလည်း19ရာစုအကုန်ထိတွေးခဲ့ရပါတယ်မြန်မာနိုင်ငံကစင်ဖြူရှင်ဘွဲ့ခံဘုရင်တွေထဲမှာတော့ဟန်တာဝရီဘုရင်တော်စင်ဖြူများရှင်မင်းတရားကြီးထင်ရှားခဲ့တယ်လို့ပဲကုန်းပေါင်ခေတ်ကစင်ဖြူရှင်မြေတူးမင်းဟာလည်းတကိုးအကြီးဆုံးစစ်ဘုရင်တစ်ပါးဖြစ်ခဲ့ပါတယ်မိဖုရားတွေထဲမှာတော့ရှာရှာပါပါမင်းတော်မင်းရဲ့အလဲနမ်းမတော်မိဖုရားစင်ဖြူမရှင်တစ်ပါးပဲစင်ဖြူရှင်ဘွဲ့ခံအမျိုးသမီးဖြစ်ခဲ့တာပါပြူခေတ်ကနေကုန်းပေါင်အထိမွန်မြန်မာရခိုင်ရာဇဝင်တွေမှာစင်ဖြူတော်တွေအကြောင်းမကြာခဏပါတတ်ပါတယ်ပြူခေတ်ကဆိုရင်တရုတ်ဖျားဘူးခီးသည်တွေရဲ့မှတ်တမ်းမှာတရေခေတ္တရာပြည်ကပေတရာမြင့်ပြည်ကြောက်ဖြူသားနဲ့ထုထားတဲ့စင်ဖြူရုပ်ကြီးနှစ်ရုပ်ကိုကိုးကွယ်မှုအကြောင်းပါခဲ့တယ်လို့အဲ့ဒါကိုလည်းဗိတနိုးရုပ်လို့လည်းယူဆသူတွေရှိခဲ့ကြပါတယ်ပကံခေတ်မှာတော့အနော်ရထာမင်းကိုစင်ဖြူ38စီးပိုင်တဲ့ဘုရင်ဖြစ်ဖော်ပြခဲ့ကြပါတယ်တထုံကိုနိုင်အောင်တိုက်ပြီးပင့်လာတဲ့ဗီဒီကက်ကျမ်းစာတွေကိုမနူဟာဘုရင်ရဲ့စင်ဖြူ32စီးနဲ့ပကံကိုပင့်ခဲ့တယ်ဆိုပြီးမြန်မာရာဇဝင်တွေထဲမှာအစဉ်ဆက်ဖော်ပြခဲ့ကြပါတယ်အဲဒီနောက်ပကံရဲ့တကိုးအကြီးဆုံးမင်းတစ်ပါးဖြစ်ခဲ့တဲ့အလောင်းစီသူမင်းမှာလည်းစင်ဖြူ36စီးသခင်ဆိုပြီးရွှေမုံတော်ကြောက်စာမှာရေးထိုးထားခဲ့ပါတယ်ပကံခေတ်ပြတ်သုံးပြီးတဲ့နောက်ပင်းရခေတ်ကိုထူထောင်တဲ့တီဟသူဟာပန်းလောင်းမြစ်ထဲမျောလာခဲ့တဲ့စင်ဖြူမအသေးတကောင်ကိုဆယ်ပြီးတော့တစည်းရှင်ဘွဲ့ခံခဲ့တယ်လို့သူ့ရဲ့သားတော်ဥစ္စနာလက်ထက်မှာလည်းညီတော်ကျော်စွာမှစင်ဖြူ9စီးပိုင်လို့ဆိုပြီးနန်းလွဲပေးခဲ့ကြပါတယ်မုတ်တမမှာလည်းမွန်မင်းဆက်ကိုပြန်လဲထူထောင်ခဲ့တဲ့ဝါရီရူးခေါ်မကဒူးမင်းကိုထိုင်းနိုင်ငံကရောက်ခမတော်တော်ကတဲမင်းကစင်ဖြူဆက်တယ်ဆိုပြီးရေးသားခဲ့ကြပါတယ်အဲ့ဒီနောက်ပိုင်းအင်းဝဟန်တာရီခေတ်တွေမှာစင်ဖြူတွေကဆက်ပြီးတော့အရေးကြီးတဲ့နေရာမှာပါဝင်လာခဲ့ပါတယ်အင်းဝမှာတော့မင်းကြီးစွာရဲ့သားတော်ကစင်ဖြူရှင်တရဖျားပွဲနဲ့ဘရင်ဖြစ်ခဲ့တယ်လို့လောက်ကြံခံခဲ့ရပြီးနောက်ပိုင်းမှာလည်းမင်းတရားနတ်ဆိုပြီးတော့အပြင်38မင်းနတ်တစ်ပါးအနေနဲ့ကိုးကွယ်နေကြဆဲဖြစ်ပါတယ်ပထမအင်းဝမင်းဆက်မှာစင်ဖြူရှင်တိဟသူရှိခဲ့တယ်လို့ဟန်တာဝရီမှာလည်းစင်ဖြူရှင်ဗညာဦးရှိခဲ့ပါတယ်ဗညာဦးရဲ့သားတော်ရာဇာဒရစ်ကိုတော့အယုဒ္ဓယဘရင်ရာမီဆွန်ကစင်ဖြူဆက်ရမှာကမန်ပိုက်တီဆင်းပြီးတော့ဝုမတ်တွေကိုကြိုးဆိုစေခဲ့တယ်လို့ဆိုပါတယ်ဒီလိုနဲ့အထက်နဲ့အောက်နိုင်ငံတွေကိုစူးစီးပြီးတော့ဟန်တာဝရီမှာထိနှန်းစိုက်ခဲ့တဲ့ဘင်းတောင်လက်ထက်မှာတော့သူ့မှာစင်ဖြူတွေအများကြီးရှိနေရတဲ့ထိုင်းကစင်ဖြူတစ်စီးကိုတောင်းရမပေးတဲ့အတွက်စစ်ဖြစ်ပြီးတော့အယုဒ္ဓယကိုတိမ့်ပိုက်ခါစင်ဖြူ၄စီးလုံးယူလာခဲ့ပါတော့တယ်သူ့ရဲ့စင်ဖြူတွေကိုလာကြည့်သူတွေစီကဒင်းကားတစ်ပြားစီကောက်ပြီးတော့စင်ဖြူအတွက်ပြန်သုံးတယ်လို့ဗင်းနစ်မြို့သားစီဆာဖရက်ဒရစ်ကဘကိုးသွားမှတ်တမ်းမှာပါရှိခဲ့ပါတယ်။ညောင်ရက်ခေတနင်္ဂနွေမင်းလက်ထက်မှာရခဲ့တဲ့စင်ဖြူတော်ကိုတော့စန္ဒပြောင်မွန်ပွဲနှင်းပေးအပ်ခဲ့ပါတယ်။ရခိုင်ပြည်မြောက်ဦးခေတ်ကမင်းရာဇာကြီးတိရိတုဒ္ဓမစတဲ့ဘုရင်တွေကတော့စင်ဖြူသခင်စင်နီသခင်တစိမ့်နှိပ်တဲ့ဒင်းကားတွေကိုလည်းသုံးလုပ်ခဲ့ပါသေးတယ်။ရခိုင်ဘုရင်ဖြစ်တဲ့စင်ဖြူရှင်ဘွဲ့ခံကလီမန်ရှားခေါ်ဘာစောဖြူဟာဘင်္ဂလားဩဇာကိုတွန်းလှန်ပြီးတော့စစ်တကောင်းကိုချီတက်တိုက်ခိုက်ခဲ့တယ်လို့လည်းမောင်အေးချမ်းကမြောက်ဦးခေတ်အစောပိုင်းရခိုင်သမိုင်းမှာရေးသားခဲ့ပါတယ်။ကုန်းပေါင်ခေတ်အလောင်းဖျားဥအောင်စရာကဗြိတိန်ကဒုတိယဂျော့ဘုရင်စီပို့တဲ့ဗဒမားစီတဲ့ရွှေပြားသက်ဝန်လွန်မှာသူ့ကိုယ်သူစင်ဖြူစင်နီစင်ကြားများသခင်လို့ရည်ညွှန်းခဲ့ပါတယ်။စင်ဖြူရှင်ဖြစ်ထင်ရှားခဲ့တဲ့သူ့ရဲ့သားတော်လက်ထက်မှာ
စန္ဒပြောင်ကျော်စင်တော်ရခဲ့တယ်လို့မဏိပူရကနေထိုင်းအထိကျယ်ဝန်းတဲ့နိုင်ငံကိုပိုင်ခဲ့ပြီးတော့မန်ချူတရုတ်စစ်သည်တွေကိုလည်းတိုက်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မြမသမိုင်းမှာအထင်ရှားဆုံးစင်ပြူကတော့ဘိုးတော်ဖရာလက်ထက်မှာရခဲ့ပြီးတော့နိဗ္ဗာန်ပစ္စယနာဂရာစာအမည်နဲ့ထင်ရှားကြော်ကြားခဲ့ပါတယ်။ပဲခူးနားကနိဗ္ဗာန်ရွာတောထဲကရခဲ့တဲ့ဒီစင်ဖြူတော်ဟာအသက်50ကျော်မြမနန်းတွင်းမှာစံမြန်းခဲ့ပြီးတော့မင်းဆက်50တိုင်တိုင်မှီခဲ့ပါတယ်။ဘိုးတော်ဖရာမှာစင်ဖြူ17ကောင်ရှိခဲ့ပေမဲ့ဒီနိဗ္ဗာန်စင်ကိုပဲစင်မင်းအဖြစ်တခမ်းတနာမြောက်စားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစင်မင်းကိုပကံတိဘရင်ကိုယ်တိုင်တက်ခင်းပြီးတွားကြိုခဲ့တယ်လို့ဗိတ်သိက်သုံးပွဲကိုလည်းတခမ်းတနာမင်းသားတွေကိုယ်တိုင်စင်ဖြူကိုရေချိုးတန့်စင်ပေးပြီးကျင်းပခဲ့တယ်လို့ဆိုပါတယ်။ဘိုးတော်ဘုရားကအဲ့ဒီစင်ဖြူကိုမျက်နှိုးလွန်းအားကြီးတဲ့အတွက်ခေဟောင်းကစင်ဖြူတွေဟာသူ့စင်လိုစင်ဖြူမှစစ်ရလားလို့စောတကတက်ခဲ့ကြပါသေးတယ်။စလင်းမျိုးနဲ့ဖောင်းလင်းမျိုးနှမျိုးကိုအဲ့ဒီစင်ဖြူအတွက်အပိုင်စားပေးပြီးတော့အဖိုးတန်သိန်းချီတဲ့ယတနာစိန်ကြောက်တွေနဲ့လက်ဖွဲ့ခဲ့ပါသေးတယ်။အဲ့ဒီနိဗ္ဗာန်စင်မင်းကိုကလေးဘဝကလေးကနို့ထိန်းတဲ့16ယောက်ကအလှဲကျနိုးတိုက်ရပြီးတော့သူကြည်ရင်းလာတဲ့အခါမှာလဲကြံကိုခွာကျွေးမှစားတတ်တဲ့စင်လို့မောင်တန်းဆွေကရေးသားထားပါတယ်။ထမင်းနဲ့ဟင်းအပြင်ကွန်းလက်ဖက်တွေကိုလည်းစားတတ်တယ်လို့ဆိုပါတယ်။လူဘရင်တွေလိုပဲဖះเจ้าကန်သွားတာသတင်းတီလာစောင့်တာရေစက်ချတရားနာတာတွေပါရှိခဲ့ပြီးတော့အခါကြီးရကြီးတွေမှာလည်းစင်မင်းကိုကြေးကြုံအမှုတန်းတွေကပူဇော်ကြောခဲ့ကြရပါတယ်။စင်ဖြူတော်မိပြီးကြံစုပ်တယ်ဆိုတဲ့ဒီစကားဟာဒီစင်မင်းကြီးလက်ထက်မှာပေါ်တဲ့စကားလို့လူထုအမှားကရတနာဘုံမန္တလေးကျမတို့မန္တလေးစာအုပ်မှာရေးသားခဲ့ပါတယ်။အဲ့ဒီစင်မင်းကြီးကြာပန်းတွေခူးပြီးဆက်တဲ့စင်ဖြူရှင်မင်းသမီးကစัจ जा မင်းသားကိုခွားမြင်ခဲ့တာပဲဖြစ်ပါတယ်။မန္တလေးမြို့ကချမ်းမြတာတီလေးစိတ်ဟောင်းနှမ်းမှာစင်ဖြူကန်ဆိုပြီးတော့စင်ဖြူတွေရေချိုးတဲ့ကန်လည်းရှိခဲ့ပူပါတယ်။1826ခုနှစ်မှာတော့ပထမအင်္ဂလိပ်မြန်မာစစ်ရှုံးတဲ့ဘာကြီးတော်မင်းကစင်မင်းစီကငွေချေးပြီးတော့စစ်ရော်ကြီးပေးခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီစင်မင်းခေါင်းချင်းပြတဲ့ရွှေနဲ့ငွေကိုသာယူခဲ့ရတာပါ။တာယော်ဒီမင်းလက်ထက်အင်းဝငလင်မလုတ်ခင်မှာစင်မင်းကသူ့အုပ်နန်းနဲ့ဝင်သူတွေကိုနှမောင်းနဲ့ဆွဲထုတ်ခဲ့တယ်လို့ဆိုပါတယ်။ပကံမင်းလက်ထက်မန္တလေးအိမ်တော်ရာအရှိတ်ဘက်မုံမှာအဲ့ဒီစင်မင်းရဲ့ငွေနဲ့တရားခင်းပြီးစင်တရားလို့အမည်တွင်ခဲ့ပါတယ်။မင်းတို့မင်းခေအရောက်မှာစင်တော်ကံငိမ့်တဲ့အခါမှာတော့မင်းခမ်းမင်းသားနဲ့မိတကြိုပြီးစင်ဆွဲနှစ်စုံကိုနန်းတော်ဦးမှာထားစီခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစင်ဆွဲနှစ်စုံကကိုလိုနီခေတ်မှာအာယန်လန်ကိုရောက်ရှိသွားပြီးတော့1964ခုနှစ်မှာမြန်မာပြည်ကပြန်ရခဲ့ကရန်ကုန်တဘာဝသမိုင်းပြတိုက်စင်ပြတိုက်တွေမှာပြသထားခဲ့ပါတယ်။စင်ဆွဲတစ်ချောင်းကိုပိတ်တာချိန်30နီးပါးစီးပြီးတော့4000ကျော်ရှိတဲ့စင်ဆွဲကြီးတွေပဲဖြစ်ပါတယ်။ဘာကြီးတော်တာယာဝတီနဲ့မင်းနှုံးမင်းလက်ထက်တွေမှာစင်ဖြူတစည်း6စီး12စီးစသဖြင့်အတီးတီးရှိခဲ့ကြပေမဲ့မင်းနှုံးမင်းလက်ထက်ကလေးတောင်တို့ကရခဲ့တဲ့မောရိယပစ္စယနာဂရာစာဆိုတဲ့စင်ဖြူကိုပဲရာစာအဆင့်ပေးထားခဲ့ပါတယ်။ဒဝေကနေလာရောက်ဆက်တာတဲ့စင်ဖြူမကိုတော့မိဘရဲ့ကောင်းကြီးနေရာမှန်းနဲ့အလဲနန်းမိဖုရားအတွက်နှစ်သိမ့်စုဖြစ်ချီးမြှင့်ခဲ့ပါတယ်။ဒီပေါ်မင်းလက်ထက်1885ဧပြီလမှာတောင်ငူရန်အောင်မြေတောကဆက်တာတဲ့ပစ္စယနာဂရာဇာဟာဘရင်ခေတ်တွေမှာနောက်ဆုံးရခဲ့တဲ့စင်ဖြူတော်လည်းဖြစ်ပါတယ်။အဲ့ဒီစင်ကိုနန်းတွင်းကိုတွင်းတဲ့အချိန်မှာမင်းမှုတန်းနဲ့ယောက်ျားမိန်းမတွေကကခုံပွဲတွေကျင်းပပြီးတခမ်းတနာကြိုးဆိုကြတယ်လို့လည်းဝင်းထဦးမောင်မောင်တင်ရဲ့ကုန်းမောင်ဆက်မဟာရာဇဝင်တော်ကြီးမှာပါရှိခဲ့ပါတယ်။ဘရင်ပါတော်မူတဲ့အခါမှာစင်အမှုတန်းတွေအလုတ်ပြုတ်ကုန်ကြပြီးတော့တီပေါ်မင်းစင်ဖြူကြီးတွေအိန္ဒိယအမျိုးသား2ယောက်ကိုပဲအဆောင်အဖြစ်ထားရှိပေးခဲ့ပါတယ်။အဲ့ဒီစင်ဖြူကိုဗြိတိရှအစိုးရကဘာလို့ရမှန်းမသိလို့ထိုင်းမရင်ကိုပဲလက်ဆောင်ပေးရမလားလန်ဒန်နဲ့နယူးယောက်တလိပ်ဆန်ယုံတွေကိုပို့ရမလားရောင်းချရမလားစဉ်းစားခဲ့ရတယ်လို့ဒါဟန်တက္ကသိုလ်ကတောင်အာရှသမိုင်းတွဲဖက်ပါမောက္ခဂျွန်နသန်ဆာဟာကရေးသားခဲ့ပါတယ်။နောက်ဆုံးမှာတော့ပါတော်မူစားမှာပုံကန်နေတဲ့မြန်မာတွေကမကြေမနက်ဖြစ်မှာဆိုလို့ဘယ်ကိုမှမယောင်းချတော့ဘဲနဲ့ရန်ကုန်ဆေးရုံကြီးနေရာကနေဥယျာဉ်ကို1888ခုနှစ်မှာရွှေ့ပြောင်းခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်မပြောမဆိုရွှေ့တာဖြစ်ခဲ့လို့စင်ဖြူကိုအစာလာကျွေးနေကြဝက်မတ်စွတ်ဝန်တောင်မင်းတော်မတီးလိုက်ခဲ့ဘူးလို့ဆိုထားပါတယ်။1905ခုနှစ်ရန်ကုန်တလိပ်ဆန်ယုံထောင်တဲ့အခါအဲ့ဒီကိုရွှေ့ပြောင်းထားပြီးတော့1910ခုနှစ်မှာ
မုံယိုခဲ့လို့ပြစ်တက်ခဲ့တယ်လို့ဆိုထားပါတယ်1926ခုနှစ်မှာတော့တောင်ငူကဒေါက်တာစောဒီဖိုးမင်းရဲ့စင်ဖြူကိုအမေရိကန်ဗြိတိန်နိုင်ငံတွေကိုလှည့်လည်ပြသခဲ့ပြီးတော့1928မှာကန်ငိမ့်ခဲ့တယ်လို့ဆိုပါတယ်ဒီဖိုးမင်းရဲ့အဆက်မြစ်တာပြမစုဂိုင်းကတော့စင်ဖြူတော်အမှတ်တစိမ့်နဲ့အခုထိလှုပ်ရှားနေစေဖြစ်ပါတယ်လွတ်လပ်ရေးရပြီးဦးနုခေ1958ခုနှစ်မှာကချင်ပြည်နယ်ကားမိုင်းကစင်ဖြူမတစ်စီးရရှိခဲ့ပါသေးတယ်အဲ့ဒီစင်ဖြူဟာတစ်တောပိုင်စင်မာကြီးကမွေးတာဖြစ်လို့မွေးကန်ဒီငလျင်လှုပ်တာတော်လဲတာကစပြီးမှတ်တမ်းရှိခဲ့တဲ့စင်ဖြူလည်းဖြစ်ပါတယ်မန္တလေးရုပ်ရှင်ကရိုက်ခဲ့တဲ့ဤလူပေါင်းတွင်ဇာတ်ကားမှာလည်းထဲသွင်းရိုက်ကူးပြီးတဲ့နောက်တနိုင်ငံလုံးထိရောက်သွားခဲ့တဲ့စင်ဖြူလည်းဖြစ်ပါတယ်အဲ့ဒီစင်ဖြူတော်ပေါ်ကားစားမှာလည်းကချင်စကိုင်းဘက်ကလူမျိုးပေါင်းစုံတွားရောက်ကြီးစုခဲ့ကြသလိုရန်ကုန်တလိษံရုံကိုခေါ်လာခဲ့တော့လေလမ်းတစ်လျှောက်မြို့ရာတွေမှာတဲတဲလို့အုံအုံခဲကြီးခဲ့ကြထိုင်ကြော့ခဲ့ကြတဲ့တက်ကြီးပိုင်းတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်အဆောင်ချက်တွေနဲ့ထားခဲ့ပေမဲ့လည်းတချို့ကအလစ်မှာစင်ဖြူမကိုမဖွယ်မရာတွေကျွေးကြတယ်လို့ဆိုပါတယ်1963ခုနှစ်မှာကန်ငိမ့်ခဲ့တဲ့အတွက်ဘိုက်ခွဲပြီးတော့စစ်ဆေးကြည့်လိုက်တဲ့အခါမှာရာဘာဖနက်တွေကိုတွေ့ရှိရတယ်လို့ဆိုပါတယ်ဒီလိုနဲ့စင်ဖြူတစ်ခေတ်ဟာဆိုရှယ်လစ်ခေတ်မှာအကြာကြီးပျောက်ကွယ်နေခဲ့ပြီးတဲ့နောက်နာအဖစစ်ဆိုးရခေတ်နဲ့ဦးသိန်းစိန်ခေတ်တွေမှာ15နှစ်အတွင်းရခိုင်က6စီးနဲ့အေယာဝတီက2စီးအားလုံးစင်ဖြူ9စီးပေါ်ထွက်လာခဲ့ပါတယ်စင်ဖြူဆွဲတော်စတဲ့စစ်တပ်နဲ့နေနံတူတဲ့အင်္ဂါနံတွေကိုကိုးကွယ်မှုထူထောင်တယ်လို့လည်းနဝတခေတ်မှာပြောစမှတ်ဖြစ်ခဲ့ဘူးပါတယ်စင်ဖြူတွေပေါ်တိုင်းအုပ်စိုးသူတွေဖုံးကြီးတယ်ဆိုတဲ့ရှေးရိုးစကားရှိခဲ့ပြီးတော့စင်ဖြူပေါ်ပြီးနန်းကျသွားခဲ့တဲ့တမိုင်းတာတကားတွေအဖြစ်ကြန့်ရှိခဲ့ပါတော့တယ်